ကြောင့်မှာ group 1ကိုရွေးချယ်ထားတဲ့သူတွေကြော်ဖြတ်ကြမယ့်ဟာလေးကိုenergy reading နဲ့ကြည့်လိုက်ပါမယ်ပေါ့နော်ကြည့်လိုက်တဲ့အခါမှာဘာတွေကိုတွေ့လဲဆိုတဲ့အခါကျတော့ကိုကဘယ်လိုပြောမလဲကိုယ့်ရဲ့ငယ်စဉ်တုန်းကခင်မင်ခဲ့တဲ့မိတ်ဆွေတွေเนาะဆွေမျိုးတွေအဲ့ဒါတွေနဲ့ပြန်လဲပြီးတော့ connection တွေရလာမယ်သူတို့ရဲ့အကူအညီရရှိမယ်သူတို့ရဲ့ queue ဆိုင်မှုတွေကိုလက်ဆောင်ပေးတာမျိုး queue ဆိုင်မှုတွေရရှိတာမျိုးပေါ့เนาะအဲ့လိုမျိုးလေးကိုရရှိမှာဖြစ်တယ်မိသားစုတွေနဲ့ဆက်တွဲအကောင့်တွေရရှိမယ်မိသားစုဆွေမျိုးတွေနဲ့ပတ်သက်ပြီးတော့အဆွဲကောင်းကောင်းတွေပြန်လဲပေါင်းစည်းရတာမျိုးသူတို့နဲ့ပြန်လဲချိတ်ဆက်မိအောင်မျိုးဖြစ်မယ်ကိုယ်လည်း energy read ရကြည့်မယ်ဆိုကိုယ်လည်း queue design နဲ့ရှိတယ်အဲ့တော့အခြေရေးမှာကြည့်မယ်ဆိုရင်လည်းဒီလိုလူတွေကပေါ့နော်2026မှာကိုယ့်ရဲ့တငယ်ချင်းတွေတငယ်ချင်းကိုငယ်ဘွားခင်ခဲ့တဲ့မိတ်ဆွေတငယ်ချင်းတွေတောင်းသူဘွားခင်ခဲ့တဲ့မိတ်ဆွေတငယ်ချင်းတွေတငယ်ချင်းဟောင်းတွေပေါ့နော်အဲ့ဒါနဲ့ချိတ်ဆက်ပြီးတော့ကိုယ်တငယ်ချင်းတွေကပဲကိုချစ်ခွင့်ပန်တာမဟုတ်ကို view site တာမျိုးဒီလိုမျိုးတွေနဲ့ပေါင်းစုံရမယ်ဆိုတဲ့ energy မျိုးတွေ့ရတယ်ပေါ့နော်view site ချင်းတွေချစ်ချင်းတွေရရှိမယ်เนาะသူတို့ထောက်ပံ့မှုတွေရရှိမယ်အဲ့လိုမျိုးအနေထားမျိုးတွေ့ရမယ်เนาะအခြေရေးမှာတော့ကိုရဲ့အနီးနားမှာရှိတဲ့မိတ်ဆွေတငယ်ချင်းတွေကပဲ relationship တွေတည်ဆောက်မိသွားမယ်ပေါ့နော်အဲ့တော့ကိုလည်း queue site ပါတဲ့เนาะအများကိုကနေပြီးတော့ queue site ခဲ့တဲ့ you site နေတယ်ပေါ့เนาะအများကိုကနေပြီးတော့ထောက်ပံ့နေတယ်အဲကြောင့်မို့အခြေရေးတွေမှာကိုအတွက်မစင်းစားနိုင်ဘူးဖြစ်နေခဲ့တယ်ပေါ့เนาะအဲကြောင့်ဒီချိန်မှာဆိုရင်တော့ကိုအခွင့်အရေးပေးပြီးတော့ပြန်လဲပြီးစုံတွေ့ခိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကပြန်လဲပြီးတော့ကို queue site လိုက်ပါကိုချစ်ချင်းမေတ္တာပေးလိုက်ပါကိုရဲ့အခြေရေးမှာလည်းပြန်လဲအာယုံဆိုင်လိုက်ပါတဲ့เนาะသူများကို queue site တာလေးကိုလည်း click ခဲ့ပြီးကိုတက်လည်း queue site ပါကိုပဲအချိန်ပေးလိုက်ပါတဲ့ဒါကတော့ချစ်ချင်းမြတ်တာတွေပေါ့เนาะအခြေရေးတွေမှာကိုပြန်လဲ queue site ကိုချစ်တဲ့သူကိုရွေးချယ်ဖို့အချိန်ရောက်နေပြီဆိုတဲ့အကြောင်းမစိတ်ရပါတယ်နောက်တစ်ခုကစီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင်လည်းကိုမိတ်ဆွေတွေနဲ့တူတူကူပေါင်းပြီးတော့လုပ်ခိုင်းတာမျိုးခွင့်လန်းတွေပေးတာမျိုးเนาะမိသားစုမိဘတွေကနေမိဘတွေဆွေမျိုးတွေကထောက်ပံ့ပြီးတော့ငွေကြေးရရှိပြီးတော့ခွင့်လန်းတွေရရှိပြီးတော့လုပ်ငန်းတွေလုပ်မိတာမျိုးဒီလိုမျိုးလေးတွေเนาะဒီလိုမျိုးလေးတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်မိသားစုနဲ့ပြေလဲတငယ်ချင်းမိတ်ဆွေတွေနဲ့ပြေလဲချစ်ခင်နေရမယ်နှစ်တစ်နှစ်လည်းဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီနှစ်တွေမှာဆိုရင်တော့ဘာတွေလဲဆိုတဲ့အခါမှာလုပ်ငန်းအသစ်တွေကိုစတင်ရမှာဖြစ်ပါတယ်တဲ့ကိုဘွားထဲမှာအသစ်တဲ့လုပ်ငန်းတွေကိုအောင်မြင်မြင်နဲ့စတင်ရမယ်နှစ်တစ်နှစ်လည်းဖြစ်ပါတယ်ပေါ့နော်အသစ်တွေကိုလုပ်ငန်းအသစ်တွေနော်အဲ့လိုမျိုးလေးစတင်ရမယ်တဲ့အခြေရေးဆိုလဲအသစ်ဒီလိုမျိုး new beginnings တွေအသစ်တွေကိုစတင်ရမယ်နှစ်တစ်နှစ်လည်းဖြစ်ပါတယ်တဲ့နော်အဲ့တော့ကိုကပြောင်းလဲမှုတွေကိုရင်ဆိုင်ဖို့အတွက်လည်းမကြောက်ပါနဲ့တဲ့နော်ပြောင်းလဲမှုတွေရင်ဆိုင်ပြီးတော့အသစ်တွေကိုလုံးဝဖြစ်တော့မကြောက်ပါနဲ့risk ရှိရတော့ရှိတယ်ဒါပေမဲ့လည်းအဲ့ဒါကိုဗာလဲဆိုတဲ့ခါကျကိုယ့်ရဲ့ခီးလန်းမှာကိုကဒါအောင်မြင်မေကြော်ဖြတ်နိုင်တဲ့တောက်ဖက်ရဲ့အနာခက်တွေကိုသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီအခိုက်တဲ့တွေကိုကြောက်ရွံ့မနေဘဲနဲ့ရှေ့ဆက်ပါဆိုတဲ့ message မျိုးရပါတယ်အဲ့တော့ဒီနှစ်မှာဆိုရင်တော့ကိုကရှင်းလင်းသိတာလိမ့်မယ်အဲ့တော့အသစ်တွေကိုစတင်ရမှာဖြစ်တယ်ဘယ်ဟာကိုလွတ်ချရမယ်ဘယ်ဟာကိုအသစ်တွေကိုစတင်ရမယ်လုပ်ငန်းတွေကိုစတင်ရမယ်လဲဆိုတာမျိုးရှင်းလင်းကာနာသိသွားမယ်နှစ်တစ်နှစ်လည်းဖြစ်တယ်လို့ဒါနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်တွေချရမယ်နှစ်လည်းဖြစ်တယ်အခြေအမှဆိုလဲခြေရေးမှာပေါ့နော်ဆုံးဖြတ်ချက်တွေချရမယ်နှစ်လည်းဖြစ်တယ်နော်စီးပွားရေးမှာဆိုလဲဆုံးဖြတ်ချက်တွေချပြီးလုပ်ခိုင်းရမယ်နှစ်ဖြစ်တယ်ဆုံးဖြတ်ချက်တစ်ခုကိုချတဲ့အခါမျိုးမှာကိုကအကောင်းအဆိုးအကြောင်းကျိုးတွေကိုတိကျချင်းစိန်ပြီးတော့မှဆုံးဖြတ်ပါဆိုတဲ့ message မျိုးရပါတယ်ပေါ့နော်ဒီနှစ်တစ်နှစ်က2026ကတိကတ်ကိုရွေးခဲ့ထားတဲ့သူတွေကအရင်မှ energy က positive energy ပေါ့နော်ကောင်းမွန်နေတဲ့ energy ကိုချစ်ချင်းမေတ္တာတွေပေးနေတယ်ကိုအခြေရေးမှာလည်းကံကောင်းနေပျော်ရွှင်ရမယ်ကိုယ့်ရဲ့အနာဂတ်တွေကလည်းကံကောင်းနေတဲ့နှစ်တစ်နှစ်လည်းဖြစ်ပါတယ်တဲ့နော်ဒါကံကောင်းတဲ့နှစ်လည်းဖြစ်တယ်ဒီမှာဆိုလဲအဲ့လိုပဲကံကောင်းနေတဲ့နှစ်ဖြစ်တယ်ကိုအတွက်အခွင့်အလမ်းတွေကလည်းကောင်းမွန်တဲ့အခွင့်အလမ်းတွေရပြီခရီးတွေဘာတွေသွားတာမျိုးเนาะကိုမမျော်လင့်မနဲ့ခရီးစဉ်အစ်တွေသွားတာမျိုးเนาะခရီးနဲ့ပတ်သက်ပြီးကံကောင်းမှုတွေရမယ်မဲပေါက်တာမျိုးเนาะခီးစင်တွေသွားတာမျိုးဒီလိုမျိုးလေးဖြစ်မယ်ပျော်ရွှင်စရာခီးလန်းတွေသွားမယ်တဲ့ခီးလေးလည်းသွားမယ်နေတာမျိုးတွေ့ရမှာဖြစ်တယ်တဲ့เนาะအဲ့တော့
ကိုကအသစ်တွေကိုစားတဲ့ရမှာဖြစ်တဲ့အတွက်ကိုတစ်နှစ်လုံးမှာကိုက meditation တရားတွေထိုင်မှာကိုစိတ်တွေဝိညာဉ်တွေအာယုံတွေကိုစုစည်းပါတဲ့เนาะ concentration ဒီမှာဆိုတဲ့တရားထိုင်နေဆိုတာစိတ်ဝိညာဉ်တွေကိုအာယုံစုစည်းလိုက်တဲ့သဘောမျိုးဖြစ်တယ်အဲ့တော့ဒီမှာလဲ concentration ကိုလုံးမဲ့လုပ်တွေကို concentration အာယုံစုဆိုင်ပြီးတော့လုပ်ပါတဲ့အာယုံစုဆိုင်ပြီးတော့လုပ်ပါတဲ့ဒါ message ပေးနေပါတယ်နောက်တစ်ခါအာယုံစုဆိုင်ပြီးလုပ်လာမယ်ဆိုကိုဘယ်လုပ်ကိုdecision လေးချရတော့မှာဖြစ်တယ်ဘယ်ဟာကိုဆုံးဖြတ်တဲ့ချပြီးအလုပ်တဲ့လုပ်မယ်အခြေအေးမှာဆိုလဲဆုံးဖြတ်တဲ့ချပြီးအသစ် relationship တွေကိုတည်ထောင်မယ်ဆိုရင်ဘာတွေကိုလုပ်ရမလဲဆိုတဲ့ဟာကိုဖြည်းဖြည်းချင်းသိလာဖို့မှန်ကန်တဲ့အမြင်တွေရရှိဖို့တရားထိုင်မှာကိုယ်စိတ်ကိုအနားယူပါเนาะတရားထိုင်မှာဒါဆိုရင်ကိုက concentration တရားထိုင်တဲ့အခါမှာအာယုံစုဆိုင်ပါအဲ့ဒါဆိုရင်ကိုရဲ့အဖြေတွေကိုရရှိလာပါလိမ့်မယ်တဲ့2026ပါပေါ့เนาะအဲ့တော့2026မှာเนาะကိုရဲ့เนาะဒီစိတ်တွေးငါးတွေကပို့ပြီးတော့တိုးတက်လာမှာဖြစ်ပဲကိုယုံကြည်မှုတွေပို့ပြီးတော့တိုးတက်လာမယ်အောင်မြင်လာမယ့်နှစ်တစ်နှစ်လည်းဖြစ်ပါတယ်တဲ့เนาะကိုကတမ်းမာလာမယ်ကိုယုံကြည်မှုတွေရှိလာမှာဖြစ်ပါတယ်တဲ့เนาะအဲ့တော့ကိုအတွက်မလိုလားအပ်တဲ့เนาะမလိုလားအပ်တဲ့အဆုံးဖြတ်ရမယ်လွှတ်ချရမယ်ကိုသိလာမယ်တဲ့တဖြည်းနဲ့သိလာကိုအတွက်မလိုအားတဲ့အတူတွေကိုဘွားတွေကနေပြီးတော့ဘေးနာနေပြီးတော့ဖယ်ထုတ်လာတာကိုတွေ့ရမှာဖြစ်တယ်တဲ့เนาะကိုလိန်နေတဲ့သူတွေလှည့်ပြားတဲ့သူဒါတွေနဲ့ပတ်သက်ပြီးတော့ကိုကတဖြည်းဖြည်းနဲ့ဘာဖြစ်လဲဆိုဒီလူတွေနဲ့အဝေးကိုရောက်ရှိလာမှာဖြစ်ပါတယ်တဲ့မကောင်းတဲ့ energy တွေနဲ့ရောက်ရှိလာမှာမကောင်းတဲ့ energy ကိုဖယ်ရှားနိုင်မှာဖြစ်ပြီးတော့ကိုကောင်းတဲ့လူတွေလက်เนาะကိုချစ်ခင်တဲ့လူတွေ positive vibe ကိုပေးနိုင်တဲ့လူတွေနဲ့ဝန်းရံနေမှာဖြစ်ပါတယ်တဲ့အဲ့တော့အဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကိုကနေပြီးတော့လွှတ်ချလာနိုင်မှာဖြစ်တယ်ဘယ်ဟာအမှားနဲ့မှန်တယ်ဆိုတာသိပြီးကိုယ်စိတ်ကိုလွှတ်ချပြီးတော့သူတို့နဲ့ပတ်သက်မှုတွေကနေထွက်ခွာသွားမယ် relationship တွေဆိုထွက်ခွာသွားမယ်တို့မို့အလုပ်ကိုင်းနေရဆိုရင်ကိုကောင်းတဲ့အနေအားကိုပြောင်းသွားလဲသွားတာမျိုးခီးတွေသွားတာခုနကလည်းခီးတွေသွားရမယ်လို့ပြောတယ်အဲ့တော့ခီးတွေသွားတာမျိုးဒီလိုမျိုးတွေအဲ့နေရာကနေတစ်ခုကနေပြီးတော့ထွက်သွားလိုက်တာမျိုးဒီလိုမျိုးတွေတွေ့ရမှာမယ်အဲ့ပြီးတော့ကိုပြန်လေပြီးတော့ရှာဖွေမဲ့ခီးစင်တွေ self discovery အနေနဲ့ပေါ့နော်တရားထိုင်ရင်းနဲ့ကိုအင်တာနိုရင်အထဲမှာကိုရဲ့လမ်းကြောင်းမှာသိလာမှာလိမ့်မယ်တဲ့เนาะမှန်တရားတွေသိလာပါလိမ့်မယ်တဲ့အဲ့တော့ဒီနေ့တစ်နေ့ကတော့ group 1ကိုရွေးချယ်ထားတဲ့သူတွေအတွက်အလုပ်ကိုင်းတစ်လေးတွေလည်းအဆင်ပြေလာမယ်ချစ်ချင်းတရားတွေနဲ့ queue ဆိုင်ချင်းတွေလည်းရရှိလာမယ်နေ့တစ်နေ့ဖြစ်တဲ့အခြေရေးမှာဆိုရင်လည်းကိုယ့်အတွက်ချစ်ရမယ့်သူကကိုဘေးနားမှာကိုယ့်နဲ့တငယ်ချင်းတွေနဲ့ဖြစ်ခဲ့တဲ့သူတွေကကိုယ့်ကိုပြန်လဲဆက်သွယ်ပြီးတော့ဖွင့်ပြောပြီး queue ဆိုင်ချင်းတွေရမယ်နေ့တစ်နေ့လည်းဖြစ်ပါတယ်ရှင်အားလုံးကံကောင်းကြပါစေရှင်